ဆိုင်မှာခေါင်းသွားလျှော်ရင်ပုံသွင်းတာသဘောမကျလို့ကောက်ကိုသွင်းလို့အဆင်ပြေတယ်အဲ့ဒါလေးကအဲ့ဒါကြောင့်မို့လို့ဟုတ်TikTok အနေရှင် Dyson ဘောနော်အဲ့ဒါဝယ်ဖို့ like ကြည့်ရင်လည်းဒီ RMB လေးကိုတွေ့လို့လာဝယ်ဖြစ်တာပါဟုတ်တယ်စမ်းကြောင်းရှုံးတော့မှာပဲလာဝယ်တာစမ်းသုံးကြည့်ခဲ့တယ်ညီမလေးတယောက်စမ်းပေးရပါနော်ဟုတ်7 in 1 hair matte style လားအဲ့ဒါလေးကိုသုံးလိုက်တာပါ mini high full လားအဲ့ဒါလေးကို try ချင်တယ်ဆိုင်မှာခေါင်းသွားလျှော်ရင်ပုံသွင်းတာသဘောမကျလို့ကောက်ကိုသွင်းလို့အဆင်ပြေတယ်အဲ့ဒါလေးကအဲ့ဒါကြောင့်မို့လို့ဟုတ်အခက်ခဲတော့မရှိပါဘူးအဆင်ပြေတယ်အကုန်လုံးဒါပေမဲ့အိမ်မှာခေါင်းလျှော်ရတာလေးတစ်ခုပဲခေါင်းလျှော်ပြီးတော့နည်းနည်းလေးတော့ကြာတာပေါ့အချိန်ရလေဆူလေးလားဆူလုံးလေးအသေးလေးအဲ့ဒါလေး round brush လေးသုံးရတာအဆင်ပြေရယ်လှုပ်တော့လှုပ်ဖြစ်တယ်ဟုတ် customer service ကိုအကြိုက်ဆုံးဝယ်ပြီးတိတ်မကြသေးဘူးပေါ့နော် Viber ကနေလှမ်းပြီးတော့အနောက်ကနေလှမ်းပြီးတော့မေးပေးရပေါ့အဲ့ဒါလေးကိုအဆင်ပြေလို့ဟုတ်အကုန်လုံးသဘောကျတယ်အဆင်ပြေတယ်တိတ်တော့မရှိပါဘူး